ရိသတ်တို့ကဆိုင်းရမိုးကိုရေဘူးနဲ့ဆုချပြီးတော့အတင်းကျပ်တောက်ခိုင်းတဲ့အခါမှာအမှုပညာရှင်တယောက်အနေနဲ့ဘယ်လောက်ထိအခက်တွေ့ခဲ့ရတယ်လဲဆိုတာကိုဒီဖြစ်ရကတည်ပြနေပါတယ်ဆိုင်းရမိုးကမောလို့နောက်မတောင်းမယ်လို့အကောင်းဆုံးပြောပြီးတော့ညှဉ်းဆန်ခဲ့ပေမဲ့လည်းပရိသတ်ကတော့အတင်းကျပ်ပြုမှုခဲ့တာဟာလုံးဝကိုမသိလျော်တဲ့ကိစ္စရပ်တစ်ခုပါဒီမှာတစ်ချက်ကြည့်ပါဦးအမှုပညာရှင်တယောက်ဟာပရိသတ်လူကိုလိုက်ရောတာမှပဲမဲ့လေကိုယ့်ရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေမဲ့အထိအလိုလိုက်ပေးနေဖို့တော့မလိုပါဘူးခုပုံစံကိုကြည့်ရရင်ဆိုင်းရမိုးကပရိသတ်ကိုတောင်မှအာကိုတကြီးနဲ့လိမ္မာပါနဲ့စွာကူညီတောင်းရှာတာကိုတွေ့ရပါတယ်ဆိုင်းမိုးကပရိသတ်တွေကိုရေဘူးတောက်သိမ်းမတောက်သိမ်းပြောင်းမင်းခဲ့တာဟာပရိသတ်တွေကိုတမှုထားတဲ့စိတ်ကြောင့်ပါပရိသတ်တွေကမတောက်နဲ့လို့ပြောတဲ့အခါမှာတော့အဆိုပါမျိုးသမီးဟာအစင်မပြေတဲ့မျက်နှာပေးနဲ့ရေဘူးကိုပြန်တောင်းတာကအမှုပညာရှင်တယောက်ကိုအများရှင်းမှာတိတ်ခါချလိုက်တာနဲ့တူပါတယ်အမှုပညာရှင်တယောက်ကိုလေးစားချစ်ခင်တယ်ဆိုတာကသူတို့ရဲ့အမှုပညာကိုလေးစားတယ်လို့သူတို့ရဲ့ကိုယ်ရေးကိုယ်တာနဲ့ဂုဏ်သိက္ခာကိုလည်းလေးစားပေးဖို့လွယ်ပါတယ်ပရိသတ်တိုင်းဒီလိုလောက်တာမျိုးမဟုတ်ပေမဲ့အခုလိုမျိုးဖြစ်ရတွေကတော့အမှုပညာရှင်တယောက်ရဲ့စိတ်သက်ပိုင်းဆိုင်ရာဘယ်လောက်ထိထိခိုက်စေတယ်လဲဆိုတာကိုတော့လူတိုင်းစဉ်းစားသင့်ပါတယ်ချစ်ချင်းမေတ္တာဆိုတာကအတင်းကျပ်ပြုလုပ်ခံခြင်းမဟုတ်ဘဲနဲ့အပြန်အလှန်နားလည်မှုနဲ့လေးစားမှုတွေနဲ့ဒါတည်ဆောက်တင်ပါတယ်အမှုပညာရှင်တွေအနေနဲ့လည်းကိုယ့်ရဲ့တန်ဖိုးကိုထိန်းသိမ်းပြီးတော့မဖြစ်တဲ့အလိုချိုအလိုလိုက်မှုတွေကိုညှင်းဆန်ဖို့တတိရှိဖို့လိုတယ်လို့ပရိသတ်တွေဘက်ကလည်းအမှုပညာရှင်တွေကိုလူသားတယောက်အနေနဲ့လေးစားမှုရှိဖို့ကအရေးကြီးဆုံးသင်ခန်းစာတစ်ခုဖြစ်ပါတယ်ဒီလိုမျိုးပရိသတ်နဲ့အမှုပညာရှင်ကြားကဆက်ဆံရေးကိုနောက်ထပ်ပွဲတွေမှာလည်းကျွန်တော်တို့သတိထားဖို့လိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်